ခွေးတွေရဲ့အမြင်အာရုံမှာတဘောအလွန်စွမ်းအင်တွေရှိကြတယ်ဒါကြောင့်တာမန်လူတွေမမြင်နိုင်တဲ့ပရလောကသားတွေကိုသူတို့မြင်ကြတယ်လေအားလုံးပဲမင်္ဂလာညချမ်းလေးပါကျွန်တော်အခုဖတ်ပြပေးမယ့်ဝိထုလေးကတော့စာရေးဆရာဇေနာရမညာရေးသားထားတဲ့အောင်မြတ်တာနဲ့ပန်းကုန်းရွာသူအညိုးဆိုတဲ့ဝိထုလေးပဲဖြစ်ပါတယ်ခင်ဗျာဒီအိမ်ကငါနဲ့ဘလို့ပတ်သက်နေတာလဲမွေးကင်းစားကလေးငိုတန်ကဒီကနေရွာထိပ်ထိကြားရတယ်ဆိုတာဘလို့ဖြစ်နိုင်မလဲဆိုပြီးတွေးနေတဲ့အချိန်လမ်းကြားထဲကနေငယ်တန်းပေါင်အော်ပြီးပြေးထွက်လာတဲ့ကလေးတစ်ယောက်ကိုမြင်လိုက်ရတယ်ကလေးရဲ့အနောက်မှာတော့အဆွဲတဖွေးဖွေးနဲ့မန်ဖီပြီးပြေးလိုက်လာတဲ့ခွေးတစ်ကောင်လည်းပါလာခဲ့တယ်အောင်မြတ်သာလည်းကလေးကိုဆက်ကနေဆွဲယူလိုက်ပြီးကိုက်ဖို့ပြေးလာတဲ့ခွေကိုလက်ဝါနဲ့တားလိုက်တယ်ဆိုရင်ပဲတဂီဂီနဲ့မန်ဖီနေတဲ့ခွေကချက်ချင်းဆိုသလိုငိမ့်သက်သွားကအောင်မြတ်သာရဲ့ခြေထောက်ကိုခေါင်းနဲ့တိုးဝေးပုတ်တက်နေခဲ့တယ်အုံမလေးတော်ပါသေးရဲ့ဗျာနောက်ဆိုကြောက်တော့ကလေးမိဘတွေကိုခြေတလုံးဖတ်မတဲ့တောင်းပန်ရတော့မလို့ရုတ်တရက်ကြားလိုက်ရတဲ့အတန်ကြောင့်လှည့်ကြည့်လိုက်ရာတရေကျိုးပြက်စတစ်ချောင်းကိုကင်ထားတဲ့လူတစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်ခွေးကဘယ်ကနေလွတ်လာတာလဲကျုပ်အပြစ်ပါဗျာဒီကောင်ကိုထမင်းကျွေးဖို့တိုင်ကနေဖြုတ်ပေးလိုက်တဲ့အချိန်ရုံးပြီးထွက်ပြေးသွားတာဗျကလေးရောဘာဖြစ်သွားသေးလဲဘာမှမဖြစ်ပါဘူးကျုပ်ဖမ်းဆွဲလိုက်လို့တော်သေးတာပေါ့ဒီခွေးကတော်တော်ဆိုးပါတယ်ဗျာအပြင်ထွက်တာနဲ့တွေ့တဲ့လူကိုလိုက်ခိုက်နေတာပဲဒါပေမဲ့ခမည်းနဲ့ကြတော့သူမဟုတ်တဲ့အတိုင်းပဲဗျမောင်တို့ဒီကိုလာတဲ့အိမ်ပြန်ရောက်မှမင်းနဲ့ငါတွေ့မယ်တေးကျိုးကင်ထားတဲ့လူကအောင်မြတ်သာချေးမှာပုတ်တက်နေတဲ့ခွေးကိုကျိုးနဲ့ချီနေတဲ့အချိန်ကလေးရဲ့မိဘတွေလိုက်လာခဲ့ကြတယ်။ဒါဘာဖြစ်သွားသေးလဲ။ဘယ်နေရာများကြိုက်ကန်ထိသေးလဲ။ဘာမှမဖြစ်ပါဘူးမာကြီးကလေးကလက်မီပြေတော့ခွေးကအနောက်ကနေလိုက်ဆွဲသလိုဖြစ်သွားတာပါ။ဟဲ့မောင်ဘူးနင့်ခွေးကတစ်ခါမဟုတ်နှစ်ခါမဟုတ်တော့ဘူးနော်။နောက်တစ်ခါဆိုငါဆိုမဆိုနဲ့တောင်းပန်ပါတဲ့မာကြီးရဲ့ကျုပ်လည်းဒီကောင်ကိုတေချာထိမ့်ပါမယ်။နင့်ပြောလိုက်ရင်ဒီတိုင်းကြီးပဲလာလာသားလေးပြန်ကြရအောင်မိမကြီးကအောင်မြတ်သာခြိထားတဲ့ကလေးကိုပြန်ယူကထွက်သွားခဲ့တယ်ဒီကောင်ကခမားကိုအတော်ခင်တာပဲမောင်မူကအောင်မြတ်သာအနာမှာပုတ်တက်နေတဲ့ခွေးကိုကြည့်ရင်ပြောလိုက်တယ်သူကလူတိုင်းကိုခင်တဲ့စိတ်ရှိပါတယ်အမြင်အာရုံကြောက်တာရန်လိုတဲ့စိတ်ဖြစ်လာခဲ့တာ